နောက်ဖက်ကမ်းမှာနေတော့ဆိုတော့ဒီမော်ဆူမြို့နယ်မှာနေဘူးနော်ဒီမော်ဆူမြို့နယ်ဒီမော်ဆူရွာမှာဒီမော်ဆူပေါ့အဲ့မှာပေါ့အနေနဲ့ကျွန်တော်တို့ဒီကလေးစစ်သားစုဆောင်ရေးဟိုအဲ့ရံပေးကိုကြောက်လို့ကျွန်တော်ထွက်ပြေးလာပါတော့အဓိကအကြောင်းရင်းဆိုတော့အဲ့လိုမျိုးတချို့ဗမာစစ်သားတွေကအသက်မပြည့်ဘူးဒါပေမဲ့လူကထွားတဲ့လူမျိုးရှိတယ်အဲ့မျိုးနဲ့သူတို့အမျိုးရန်ခေါ်တယ်အဓိကယောက်ျားလေးဆိုသူတို့ပို့ပြီးစီးရုံးပဲအကျန်းကြီးမဟုတ်ဘူးအရက်တိုက်ပြီးတော့သူတို့အမျိုးမရရနေဆွဲခေါ်သွားတယ်မျိုးပေါ့ရွာမှာနေချင်းတော့တိုက်ပွဲတွေဖြစ်ပါတယ်တိုက်ပွဲဆိုရင်ဒီလိုနှိလက်ချင်းမဟုတ်ဘူးညမို့ချိုးပြီးဖြစ်တယ်ပြီးဟိုမတင်တော်တဲ့လူမဆိုင်တဲ့လူတွေတနားရီမှန်တယ်ပြီးဒီမတင်တော်လူတွေဒီလိုဘိုက်ကြီးတွေလေဘိုက်ကြီးတန်းလာနဲ့တနားကြီးစံမှန်လာတယ်ရှိတယ်အဲမျိုးကျတော့ဒီမျိုးတအားတိမြင်တော့ဝမ်းနဲ့ဝမ်းနေတယ်ပေါ့နော်ကျွန်တော်ဖေဟိုဒီစစ်တပ်တွေပေါ့နော်ဘာမှစစ်တပ်တွေကလူရောင်းဝယ်ရေးလုပ်နေချိန်မှာမျိုးနောက်ရှစ်တယ်ပြီးတော့ထောင်ချအောင်လက်ခဏလုပ်တယ်ပြီးဆက်လာပြီးဒီဘုံနဲ့ဆက်တွဲလုပ်တယ်ဆိုပြီးကျွန်တော်ဖေဒီလိုဒီဖက်နေစားဖက်ထွက်လာရင်ပေါ့အဲ့လိုဆိုကျွန်တော်လည်းအခုချီတီတင်ဆန်းလာမရဘူးနော်အဲ့လိုဖြစ်တော့ဒီကျွန်တော်ဂရင်းပီထဲမှာပေါ့နော်ညဆိုရင်လူတွေကကြောက်လာဆိုရင်12နာရီအလောက်မှသူတို့အိတ်ကြလေဒီလိုခါတိုင်းဆိုရင်9နာရီ10နာရီဆိုလက်နဲ့ကြီးအိမ်ခေါင်မိုးပေါ်မှာဖြတ်သွားနေကြအဲ့ဒီမျိုးရမ်းကြောက်တယ်သူတို့ကအိမ်အောက်မှာဆိုသူတို့ဘုံခိုကျင်းနေတူးကြရတယ်ကိုယ့်အကူတူးကြပြီးတော့နေ့တိုင်းလှုပ်ရှားမှုတေတော့အများဆုံးဖြစ်အောင်ကျွန်တော်မနေ့ဆိုရင်ကျွန်တော်ထားပြီးဒီခါတယ်ပြီးဒီမိတ်ချက်ဒီမစားပြီးချိုးပြီးတခါတည်းကြောင်းသွားတယ်ပြီးကြောင်းလေးပြလာရင်ညနေပြလာရင်အိမ်မှာအမေနဲ့အဲ့လိုပဲစကားလာပြောတယ်ပြီးတချင်းဆိုရပြီးတာပြီးတယ်ခဲကြောင်းပေးရဆိုကျွန်တော် TV ကြည့်တယ်ဒါပဲဒီမှာကြောက်ဘွားဆိုရင်တော့ခါတည်းရောက်ချင်းကျွန်တော်ကြောင်းတဲ့ပုတ်တစ်ခုပဲကျွန်တော်ဆုံးဖြတ်ရပါတော့အဲ့ဒီကြောင်းတဲ့ပုတ်တစ်ခုပဲကျွန်တော်ဒီကဒါမဲ့ဒီလိုအပြင်လုံးကားနေတော့ကျွန်တော်ဘာမှလိုက်မလို့ဒီကြောင်းတစ်ခုပဲကျွန်တော်တဲ့ဒီတာလာကျွန်တော်တဲ့အမျိုးတစ်ပဲပြောလို့ရတာပေါ့နော်ဒီလိုကိုရဲ့အတိတ်ကြောင်းဝမ်းနဲ့ဆက်လေးတစ်ခုတွေ့နေချင်းဆိုကိုဂီတာကန်ပြီးတချင်းအော်ဆိုလိုက်ပြီးကိုရဲ့ခါစားမှုငါကြည့်မှုဖြစ်တိုက်တယ်ပေါ့နော်ပြီးတငယ်ချင်းနဲ့ပျော်ရွှင်မှုရအောင်ဆိုလဲဂီတာတီးချင်းဆိုရတယ်ဟုတ်ပါ